ကျွန်တော်နာမည်ကစောတူလေကျွန်တော်တက်ဒီ20ရှိပါတော့20ခုလက်ရှိကျွန်တော်ဒီ training ကိုကျွန်တော်အယုတ်ဆဲပြီးကျွန်တော် training စေတယ်ဒီမှာဒီဟိုမွေးထိုးတော့ပေါ့နော်မွေးတဲ့ကစားတယ်ဒီမှာဟိုတခြားစေကျွန်တော်အားရရှိဆိုရင်ကျွန်တော်စာလို့ရစာဖတ်ဖြစ်တာပေါ့နော်ကျွန်တော်ဒီကော်စလေးဒီမလာကိုကျွေးရမှာကျွန်တော်မူတယ်ဒီနိုင်ငံရေးစီးပွားရေးပညာရေးအဆင်ပြေမှုတွေအချင်းမကောင်းတော့ကျွန်တော်ဒီ training လုပ်တဲ့စခါမှာကျွန်တော်ဟိုငရေဘွားနေကျွန်တော်စက်တေဖြတ်သလိုက်ခဲ့တာပေါ့နော်ဒီအဓိကစေခေါ်မှုအဓိကပြည့်ကျော်တော့အများကြီးတည်ယူခဲ့ရတယ်နော်အဓိကဆိုဒီဘာသာစကားရဲ့ငရေဘွားကျွန်တော်ဒီဘောရစာနေကျွန်တော်ကဟိုကြီးပြလိုက်ခဲ့တာပေါ့နော်ကျွန်တော်ဒီ CDC ကျောင်းစတဲ့စကြွရာဒီ2018ကျောင်းစတဲ့တော့နော်မရရတော့အများကြီးရှိရပါတော့ဒီဝမ်းနေမှုရှိတယ်လို့ပြောချင်မှုလည်းအများကြီးရှိရပါတော့ဒီတော့ကျွန်တော်ဒီမွေထိုင်းလက်ဝဲစေဝဇာတော့ကျွန်တော်ရွာနေတဲ့ကနော်ငယ်ရွယ်တဲ့ကကျွန်တော်စေဝဇာဖြစ်တဲ့နော်ပြီးမှထိုးဖြစ်တာပေါ့နော်ဒါပေမဲ့ဒီပြောမဆိုဒီအခွေးလာဒီမှာဒီအချင်းနေမကောင်းတဲ့အတွက်ကျွန်တော်လာပြောက်ခဲ့တာပေါ့နော်ဒီပြီးခဲ့တဲ့ဒီ2014ရမယ်ကျွန်တော်လာပြစရှာတယ်ပြီးမှတေချာပြလောက်တယ်ပြီးမှထက်ပေါ့ပြရှာတာပေါ့နော်ဟုတ်တကယ်ဆိုဒီအနာဂတ်နော်ပြောရတဲ့အယုဆက်ရတဲ့ကျွန်တော်တူဝင်နေတဲ့ကျွန်တော်အခုလက်ရှိကျွန်တော်တောင်းနေတဲ့လားကျွန်တော်လုံနေတဲ့အရာတော့ကျွန်တော်အယုဆက်ရပြီးမှအကောင်းဆုံးစူးစမ်းနေတယ်ပေါ့နော်ဒီကတော့ကျွန်တော်ဒီခုသွားနေလမ်းမှာဆိုကျွန်တော်ရဲ့vision mission ရှိတယ်လို့ကျွန်တော်ရဲ့ထန်ခဲနော်ရှိတာပေါ့နော်ဒီကျွန်တော်ကြီးမအမြင်မှုကြီးမမရတော့ပေမဲ့ကျွန်တော်ရဲ့ထန်ခဲကျွန်တော်ရဲ့ level တစ်ခုရောက်ရတော့ကျွန်တော်ကြိုးစားသွားမှာပေါ့နော်တကယ်တော့ကျွန်တော်ဒီအခုသွားနေလားဆိုဒီမူထိုင်းနဲ့ပတ်သက်တာမလို့ကျွန်တော်တကယ်လွတ်ချီတာဖြစ်ချီတာအကောင့်နဲ့ဖော်ချီတာတော့ဒီမူထိုင်းနဲ့ပတ်သက်ပြီးတော့နောက်လာမယ့်ဒီmusic တွေလူငယ်တွေကျွန်တော် the bike trainer တရားဖြစ်ချီတာဆို metal ပဲခိုးရအောင်ဖြစ်တော့ကျွန်တော်အကောင့်လူတရားဖြစ်ချီတာဟောအဓိကကျွန်တော်ပြောချင်တာဒီနော်မွေထိုင်းနဲ့ပတ်သက်ပြီးဆိုရင်အထိုးတော့ကာတော့ဒူတော့ဒီနေ့စဉ်နေ့ကောင်းတာတခုနဲ့မလောလောက်ဘူးနော်ဒီအဓိကဆိုဒီစီကာပိုင်းမှာရောဒီခန္ဓာရည်ပိုင်းမှာရောဆရာထက်တာမူစားလိုက်ရများအောင်ဒီစနေတကြားရအောင်လုံးနေရမှာပေါ့နော်မွေထိုင်းလောက်ကစောက်ဝရနဲ့တီယူရမယ့်အရာတွေဖြည့်ထားပြီးမှစစ်ခုံမှုတွေလည်းအများကြိုရမယ့်အရာတွေဖြည့်ရအောင်နော်ကာသချဲတွေလည်းကြော်လာနေရမှာပေါ့နော်ဘာမဆိုဒီပိုရီရဆိုင်ရမယ်ဒီကျူဆိုင်ရမယ်ဒီစီကပိုင်အော်ဒီခဏနေပိုင်အော်ဆက်တမှုပိုင်အောင်နော်အစားရမယ်အောင်နော်ဒီမှာ share ကြီးထားပါအောင်နော်ပြီးမှဒီရှိတွေစီစားပါပြီးမှနေ့စီနဲ့ရအောင်လုပ်ပါပြီးမှဟောတလာရှင်းရအောင်လာအောင်နော်Amen.